ဒီနေ့ကတော့ကျွန်တော် printer မှာ C အနက်ရောင်ပေါ့နော် C အနက်ရောင်မြင်မလိုက်တဲ့အတွက်ကျွန်တော်ပြင်ရမှာပေါ့နော်ပြင်ရဖို့တော့ခုလိုလိုတဲ့ခြေရတန်လေးတွေဖြုတ်မှာနော်တန်လေးတွေဖြုတ်ဖို့တော့ဟုတ်တယ်ဖြုတ်လိုက်ပါပြီဖြုတ်လိုက်ပြီးတော့ကျွန်တော်ဒီထဲရဲ့အနက်ရောင်တန်လေးတွေနော်ဒီဆိုတော့ဒါအနက်ရောင်ဘာဖြစ်လို့မလိုက်တာလဲဆိုတာနည်းနည်းတော့ကျွန်တော်ဒါပိုက်ကလေးနဲ့ထိုးစမ်းကြည့်အောင်ပါနော်ပိုက်ကလေးနဲ့ထိုးစမ်းဖို့တော့ကျွန်တော် printer ကလီခဲ့သမျှတွေကအပြည့်အစည်းလေးတွေစုထားတာပါနော်အထက်ရနေတာကျွန်တော်ပိုက်ကလေးတစ်ချောင်းရှာလိုက်ပါတယ်ပြီးရကမှကျွန်တော်တို့ဒီပိုက်ထဲကိုပေါ့နော်ဒီ C2 စလင်းပေါ့နော်အမှန်ကဒီစလင်းလေးတွေကပိုကောင်းပါတယ်ဒီလိုဖြူရိုးလေးတွေနဲ့စလင်းလေးတွေပေါ့နော်ဒီစလင်းလေးနဲ့ကျွန်တော်ဒီပိုက်နဲ့ကိုဆွပါမယ်ဒီအစွန်ငုတ်ကလေးမှာပေါ့နော်အစွန်ငုတ်ကလေးနဲ့ဒီပိုက်ကလေးနဲ့ကိုကျွန်တော်တို့ဆွတ်မှာပေါ့နော်အဲ့လိုမဆွတ်ခင်မှာကျွန်တော်တို့ဒီစီးစမ်းမှာဖြစ်တဲ့အတွက်ကိုဒီစလင်းထဲမှာကျွန်တော်တို့စီးလေးနည်းနည်းဖြည့်ရပါမယ်တိုးတော်လည်းအခုလက်ရှိမှာတော့ဒါဒီထဲကိုစီးဖြည့်ဖို့အတွက်စီးလောက်ကကျွန်တော်မှရုပ်တရက်မရှိသေးဘူးပေါ့နော်မရှိတဲ့ခါကျတော့ကျွန်တော်ဒါဒီအနေပေါ့နော်ဟက်ကိုလေအားနဲ့ပဲလောလောဆယ်ကျွန်တော်တို့မှုတ်ထုတ်ကြည့်အောင်ပါပေါ့နော်မှုတ်ထုတ်အဲ့မှာကျွန်တော်တို့ဒီလိုစုပ်ကြည့်ရင်ရမယ်ပြီးရင်ပြန်မှုတ်ကြည့်မယ်ပြီးရင်ပြန်စုပ်ကြည့်မယ်ပြီးရင်ပြန်မှုတ်ကြည့်မယ်ဟုတ်ပြီအဲ့တိုင်းလေးကျွန်တော်တို့ပြန်ချုပ်ပြီးတော့ဒီမှာစီးဆူနေတာတော့မတွေ့ဘူးပေါ့နော်ဆူနေတာမတွေ့ဘူးဆိုတော့ကျွန်တော်တို့နောက်တစ်နည်းဆန်းအောင်ပါနော်နောက်တစ်နည်းရတော့ဒါကျွန်တော်တို့ printer head စီးတဲ့စီးပေါ့နော်print head cleaning solution ဆိုပြီးတော့ဒီလိုမျိုးလေးလာပါတယ်printer head စီးတဲ့စီးရင်လည်းကျွန်တော်တို့စုပ်ကြည့်ပြီးတော့စောစော head ထဲကိုစီးကြည့်အောင်ပါပေါ့နော်ကျွန်တော်တို့ဘူးလေးကိုဖွင့်လိုက်မယ်ထိုးထည့်ပြီးတော့ကျွန်တော်တို့စုပ်လိုက်မယ်လောဆယ်တော့ဒါ head ကနေမှင်းထွက်သွားပါပြီဆက်နဲ့ပြန်ဆန်းကြည့်ရင်တော့ထွက်မထွက်ကျွန်တော်တို့စမ်းကြည့်ရပါဦးမယ်ကျွန်တော်တို့တန်လေးတွေပြန်တက်မယ်ပေါ့နော်ပြန်တက်ပြီဆိုရင်ကျွန်တော်ဒီလိုမျိုးလေးဖိချလိုက်အောင်ပါပဲဒါဆိုရင်အဝါရအောင်ပေါ့နော်y ဒါဆိုရင်တော့အနက်ရ pk ပေါ့နော်ဟုတ်ပါပြီစမ်းကြည့်ပါမယ်ဒါဆိုရင်ကျွန်တော်တို့ဒီ printer ကိုဟိုနေပေါ့နော်ဒီ print စမ်းတဲ့ counter ဖြည့်တဲ့ software ရဲ့ zip file နေနဲ့လာပါတယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ zip file ပြီးသွားရင်ကျွန်တော်တို့ဒီကွန်ပျူတာမှာရှိတဲ့Windows Defender Auto အဲ့ software ကိုဖြတ်ပလိုက်တာပေါ့နော်အခုလို့ဆိုတော့ဒါ Windows Defender ကျွန်တော်ပိတ်ထားတယ်ပိတ်ထားပြီးတော့ကျွန်တော်တို့ zip file ဖြည့်ရမယ်ပေါ့နော်file မှာ right click ထောက်မယ်ပြီးရင် zip file ဖြည့်မယ်ဖြည့်ပြီးရင်ကျွန်တော်တို့ဖြည့်ပြီးတဲ့ zip file တွေကိုသွားမယ်ဒီလိုမျိုးလေး software လေးပေါ်နေမှာပေါ့နော်အကယ်၍ Windows Defender ဖြတ်လိုက်ရင်အဲ့ဒီအပေါ်ဆုံးကဒီပေါ့နော်ဘောဆုံးကဒီ select ပေးထားတဲ့အားလေး shortcut လေးမရှိတော့နော်အဲကျွန်တော်double click နဲ့သွားမယ်ပြီးရင် select
select ပြီးရင်ကျွန်တော်တို့ဒီမှာ model name မှာကျွန်တော်တို့ printer ရဲ့ L3210 ဆိုတဲ့ model ကိုရွေးမယ်ရွေးပြီး okay ပြီးရင်ဒီညာဘက်အပိုင်းကနေသွားမယ်ပြီးရင် hack link နဲ့ကနေပြီးတော့ okay ကိုသွားမယ်ပြီးလို့ရင်ကျွန်တော်ကတော့များသောအားဖြင့်ဒီ weekend middle stock ရမှာကျွန်တော် stock နဲ့သွားရတယ်เนาะပြီးရင်ကျွန်တော် cleaning လုပ်မယ်ခဏစောင့်ပါပေါ့နော်ကျွန်တော် printer cleaning လုပ်ငန်းစဉ်လုပ်နေပါပြီဒီမှာဆို power meter ရဲ့မိတ်တုံလေးလင်းနေပါတော့နော်ခုဆိုရင်တော့ဒါ hack cleaning လုပ်ငန်းစဉ်ပြီးဆုံးသွားပါပြီပြီးဆုံးတဲ့အခါမှာဒီလောလောဆယ်တော့ကျွန်တော် mate 2လေးနဲ့ပေါ့နော် copy လေးနဲ့ကျွန်တော်စမ်းကြည့်မယ်လောလောဆယ်တော့ဒါ copy ဆွဲတယ်ပေါ့နော်ဆိုတော့သူမင်းလိုက်တဲ့အနေအထားလေးကိုကျွန်တော်တစ်ချက်စမ်းမအောင်မယ်မင်းလိုက်တဲ့အနေအထားကိုစမ်းကျင်တဲ့အခါကျတော့ကျွန်တော်တို့ software ကိုဖွင့်မယ် software ကို select ရွေးမယ်ရွေးပြီးတော့ model name မှာ3210ကိုရွေးမယ်ရွေးပြီးလို့ရှိရင် okay သွားမယ်ပြီးရင်ဒီညာဘက်ကသွားမယ် hack ပြီးရင် maintenance တဲ့ hack cleaning ကနေ okay နဲ့သွားမယ်ပြီးရင်ကျွန်တော်တို့ဒီမှာ print ပါနော်ဒီလိုဆိုလို့ရင်ဒါမင်းရောင်ဘယ်လိုလိုက်တယ်ဆိုတာဒီပြလိမ့်မယ်ပေါ့နော်ဟုတ်ပါဘူးသူကလည်းထွက်လာပါပြီထွက်လာတော့ကျွန်တော်ဖတ်ကြည့်မယ်ဖတ်ကြည့်တဲ့အခါကျတော့ဒီမှာဆိုလို့ရှိရင်မှင်ရောင်အကုန်လုံးထွက်သွားပြီပေါ့နော်အနက်ရောင်အဝါပန်းရောင်အပြာမှာနည်းနည်းလေးအပြက်ကလေးရှိသေးတယ်တွေ့လားအဲ့တော့သူက PK ရဲ့ CMYMC ရောကျွန်တော်တို့ကတော့ CMYPK ခေါ်တာပေါ့နော်အဲ့တော့ပြီးတော့သူ serial number ပြီးရင် firmware စသဖြင့်ပြတယ်အဲ့မှာဆိုလို့ရှိရင်ဒီမှာ borderless ကျွန်တော်ထုတ်ထားတဲ့စာရွက်ရည်56ရွက်ရှိတယ်ဒီမှာဆိုလို့ရှိရင် whip borderless နဲ့ကျွန်တော် color ထုတ်ထားတဲ့ဟာက0တဲ့borderless နဲ့ထုတ်ထားတာမရှိဘူးပေါ့နော် color page က56ရွက် black and white page က0ဒီမှာဆိုလို့ရှိရင် whip border နဲ့ဆိုရင် color page က6088ပေါ့နော်black and white page ကတော့21912ဆိုတော့အားလုံးပေါင်း28900လောက်ဖြစ်သွားပြီပေါ့900ကျော်သွားပြီပေါ့နော်အဲ့မှာဆိုရင် blank page က34ရွက်ထပ်သွားတယ် total page ဒီမှာ2000 total page ပြထားရပေါ့နော်29890 first time printing ဒါ first time printing ဆိုတာကျွန်တော်ပထမဆုံး print စလုပ်ခဲ့တဲ့အချိန်ကတော့2023 5လပိုင်း10ရက်နေ့ဖြစ်ပါတယ် clean နဲ့လုပ်လာခဲ့တာဆိုရင်ဖြင့်ဒါလေးတွေဖတ်တင်နေပေါ့နော်အစုပ်ပြက်ကလေးဒါတိမ့်ထားတာပေါ့နော်ဒီနေ့ကနေပြီးတော့ကျွန်တော်တို့တစ်ခါလေးပြန်သုံးရတဲ့အရာတွေရှိရပေါ့နော်အားလုံးပဲတင်ယူလေ့လာခြင်းအပြင်မိမိတို့ရဲ့ဘဝတွေကိုတစ်ဆင့်နဲ့တစ်ဆင့်မြင်မှတိုးတက်အောင်ဆောင်ရွက်နိုင်ကြပါစေခင်ဗျာ